လက်ထွက်ချင်ရောက်ပြီနှလုံးထွက်ချင်ရောက်ပြီချီတဲ့ဟာများဆူလို့ပေါင်ထားအိုးခွက်တောင်မှမတန်းဒီလိုထိုးဖို့မျိုးဆိုရင်မလွယ်ဘူးရှင်ငွေတိုက်တဲ့ကားကုန်လဲနေမမှတ်ဘူးနမတီထိုးရင်တော့လာတစ်ခါနဲ့အပိုင်မဲ့သူဟာနှလုံးတီထိုးတာမို့ငလမထူဘူးအားလုံးသတိရှိဖို့အားလုံးမှတ်ကြဖို့ထိန်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 ပြူလို့ပြင်ပါဗျာစေရနာချဲနှလုံးထွက်တော်နေသမင်းဟင်းမချက်တော်မေကလေးညာငိုတော့ဘိုက်ခောက်လိမ်ဆွဲမပေါက်ရတဲ့ခဲမေရဲ့ကြောက်ပြီလို့ငိုရင်ချက်ချင်းဘူရာတနည်းလာနှစ်ပါလေနှစ်ပတ်ထိုးတယ်ထွက်တော့ခွန်၅ပါးသလုံးမပါဘူးဗျာနောက်ပတ်တွဲလဲစဉ်းစားနေတဲ့ပစ္စည်းများပေါက်ဖို့အတွက်ဒီတစ်ခါမပေါက်ခဲ့ဘူးဆို